အားလုံးပဲမင်္ဂလာပါကျွန်တော်နာမည်ကိုစောဝင်းဖြစ်ပါတယ်ကျွန်တော် Good New Atlanta အသင်းတော်ဖြစ်ပါတယ်ကျွန်တော်မိသားစုတွေကျွန်တော်ဆွေမျိုးတွေအားလုံးပါကျွန်တော်တို့ဒီဗုဒ္ဓဘာသာနဲ့ကြီးပြင်းလာတဲ့သူဖြစ်ပါတယ်ဒီကျွန်တော်ဗုဒ္ဓဘာသာယုံကြည်တဲ့လူဖြစ်ပါတယ်ဗုဒ္ဓဘာသာကျွန်တော်တို့ကဒီကျင့်ကြံအားထုတ်ရတယ်ပြီးတော့ကျွန်တော်တို့ကဒီကောင်းတာလုပ်ရမယ်ကောင်းတာလုပ်ရင်ကောင်းတာရမယ်ဒီကံရဲ့အကျိုးပေါ့ဗျာကျွန်တော်ဒီလိုယုံကြည်ထားတာဖြစ်ပါတယ်ဒီရတော့ကျွန်တော်ဒီ2013မှာစပြီးတော့ကျွန်တော်အေးုံကလေးကိုအရင်ဆုံးကြားခဲ့ပူပါတယ်ဒီကြားတဲ့အေးုံကလေးအပြင်တကယ်စိတ်လုံးထဲမှာအယမ်းပဲထိတွေ့ပြီးတော့ကျွန်တော်ရဲ့ဘဝသက်တာကိုလည်းပြောင်းလဲစေခဲ့တယ်ဒီဘာကကျမ်းစာကဖော်ပြပေးထားတဲ့ဒီဟေဘဲအခန်းကြီး30အငယ်30မှာဒီအင်္ဂုကလေးကျွန်တော်အရင်ဆုံးကြားခဲ့ပူပါတယ်ဒီနှုတ်ပတ်တော်ဘလို့ဖော်ပြပေးခဲ့လဲဆိုရင်သခင်ယေရှုဤခန္ဓာကိုယ်ကိုတခါတည်းပူဇော်သောအဖြစ်ငါတို့သည်စင်ကြယ်ခြင်းသို့ရောက်ရကြ၏လို့ပြောတယ်ဒီတခါတည်းပူဇော်ပေးခဲ့တယ်လို့ပြောတယ်အဲ့ဒါကျွန်တော်တို့ကစင်ကြယ်ခြင်းတို့ရောက်ရကြ၏လို့ဒီနှုတ်ပတ်တော်ကြားတဲ့အချိန်မှာကျွန်တော်စိတ်လုံးထဲမှာအယမ်းပဲဝမ်းမြောက်တယ်ကျေးဇူးလည်းတင်တယ်ဒီနှုတ်ပတ်တော်ကြည့်မယ်ဆိုကျွန်တော်တို့ထာဝရအပြစ်လွတ်ခြင်းကိုသခင်ယေရှုကကျွန်တော်လှုပ်ပေးခဲ့ပြီးဖြစ်တယ်ကျွန်တော်ကဖြောင့်မတ်တဲ့လူဖြစ်တယ်သန့်ရှင်းတဲ့လူဖြစ်တယ်ထာဝရအပြစ်လွတ်ခြင်းကိုရရှိခဲ့တာပြီးသူလည်းဖြစ်ပါတယ်သခင်ယေရှုကသူရဲ့အသွေးတော်အဖြစ်ကျွန်တော်ရဲ့အပြစ်တွေကိုဆေးကြောပေးခဲ့တယ်ကားတိုင်းပေါ်မှာသူကျွန်တော်ရဲ့အပြစ်အားလုံးကိုဆေးကြောပေးခဲ့ပြီးဖြစ်ပါတယ်အဲ့ဒါကြောင့်နှုတ်ဖတ်တော်ဖော်ပြပေးတယ်သခင်ယေရှုရဲ့သွေးတော်အဖြစ်ငါတို့သည်စင်ကြယ်ခြင်းသို့ရောက်ရကြ၏လို့ဒီနှုတ်ဖတ်တော်ကြားတဲ့အချိန်မှာတကယ်စိတ်နှလုံးထဲမှာအယမ်းပဲဝမ်းမြောက်တယ်လို့ကျွန်တော်အသက်တာလည်းပြောင်းလဲစေခဲ့ပါတယ်ဒီအရာကတရားရာခိုင်နှုန်းကျေးဇူးတော်တက်ဖြစ်ပါတယ်ဒီလူရဲ့လှုပ်ဆောင်ခြင်းမပါဘဲနဲ့ဘုရားသခင်ကကျွန်တော်တို့ကိုယေရှုခရစ်အားဖြင့်ကျွန်တော်တို့ကိုတရားရာခိုင်နှုန်းကျေးဇူးတော်ကိုလုံးဝပေးခဲ့တာဖြစ်ပါတယ်ဒီနှုတ်ပတ်တော်အားဖြင့်ကျွန်တော်အသက်တာကိုပြောင်းလဲစေခဲ့တယ်တကယ်ကျွန်တော်အယံမဲ့ဝမ်းသာတယ်ဒီကျေးဇူးလည်းတင်တယ်ဒီအရာကိုဒီမိတ်ဆွေတို့စီမှာဒီမျိုးတက်ခံခွင့်ပေးတဲ့အတွက်လည်းအယံမဲ့ကျေးဇူးတင်ပါတယ်အားလုံးကိုဘုရားသခင်ကောင်းချီးပေးပါစေ